အေယာဝတီယန်ဒေသကြီးပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစည်းဝေးခန်းမမှာဒီနေ့မနက်ပိုင်းကတီးသက်မီသက်တပ်ဖွဲ့ဝင်များအကျိုးအခြေခံမီသက်ပညာသင်တန်းအမှတ်စဉ်တင်မြင့်ဆောင်2026ဖွင့်ပွဲခန်းနာကိုတင်နန်းသား30ဦးဖြင့်တင်နန်းဖွင့်လှစ်ပါတယ်။ခန်းနာကိုမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်ဝင်းနဲ့တာဝန်ရှိသူများဖိတ်ကြားထားတဲ့ဌာနဆိုင်ရာများဈေးကော်မတီဝင်များအရန်မီသက်တပ်ဖွဲ့ဝင်များဈေးသူဈေးသားများတက်ရောက်ပြီးမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူတို့ကတင်နန်းများဖွင့်အမှာစကားများအသီးသီးပြောကြားကြပြီးမြို့နယ်မီသက်ဦးစီးမှုဦးမောင်ကတင်နန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပါတယ်။အဲဒီနောက်မြို့နယ်စီမံသားရေးအဖွဲ့အမှုဆောင်အရာရှိဦးကျော်စွာလင်းကကျေးဇူးတင်စကားပြောကြားပါတယ်။ဇိုဝါတင်နန်းကိုတက်ရောက်တဲ့တင်နန်းသား30ဦးကိုအခြေခံစေပြဘာသာရေးတင်ခန်းစာများမိအတန်းစာများခွဲခြားခြင်းမိသက်စေဖို့မျိုးမျိုးကြောင်းရှင်းလင်းတင်ကြားခြင်းရှေးဦးမငင်းတဲ့ရေးပစ္စည်းများအကြောင်းတင်ကြားခြင်းအပေါ်စာမိသက်ဆက်များအကြောင်းတင်ကြားခြင်းမိသက်ရင်များအကြောင်းတင်ကြားခြင်းများကိုစာတွေ့လက်တွေ့တင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။